မင်္ဂလာပါရှင် Rocky the Memory Keeper ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့တော့2025ခုနှစ်ဒီဇင်ဘာလမှာဒီ BBC မှာရေးထားတဲ့ story တခုကျွန်မစိတ်နှလုံးကိုအရန်တိုးထိတဲ့အတွက်ကြောင့်ဒီအကြောင်းအရာကိုမဖတ်ဖြစ်တဲ့မိတ်ဆွေများကိုပြောပြချင်လာတယ်ဒီအကြောင်းက Rob နဲ့ Diane တို့လင်မယားက Rooney ဆိုတဲ့အိမ်ချေရမယ့်လူတစ်ယောက်ကို Christmas ညတညမှာတညလေးသမင်းဖိတ်ကျွေးရင်းနဲ့မပြန်ခိုင်းရတော့လို့တညခေါ်တိတ်လိုက်တာ45နှစ်လုံးအတူနေသွားတဲ့အဖြစ်အပျက်လေးတစ်ခုပါဒီအကြောင်းလေးကတိတ်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အတွက်ကြောင့်ပို့ပြီးတော့ပြည့်ပြည့်စုံစုံတီးလို့ရအောင်ဆိုပြီးတော့ကျွန်မထပ်ပြီးတော့ရှာဖတ်လိုက်တယ်အဲ့ဒီမှာကာယကံရှင် Rob ကိုယ်တိုင်ရေးထားတဲ့အောင်လည်းဖတ်ရတယ်သူကိုယ်တိုင်အင်တာဗျူးထားတာတွေလည်းကြည့်ရတဲ့အတွက်ကြောင့်ဒီဒဇိန်3ယောက်ကြားမှာဖြစ်တည်လာတဲ့မေတ္တာဆက်ဝန်းကအရန်ကိုလှပလွန်းတဲ့အတွက်ကြောင့်မိတ်ဆွေတို့ကိုပို့ပြီးတော့ပြောပြချင်လာတဲ့အတွက်ကြောင့်ကျွန်မကဒီဗီဒီယိုလေးလုပ်ပြီးတော့လာပြောပြဒီဖြစ်ပျက်လေးက1985ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာစခဲ့တဲ့အဖြစ်ပျက်လေးတစ်ခုဖြစ်ပါတယ်။အဲ့ဒီတုန်းကအသက်28နှစ်အရွယ်ရှေ့နေ Rob Parsons နဲ့အသက်26နှစ်အရွယ် Diane Parsons တို့လင်မယားကအိမ်ထောင်ကြတာ4နှစ်လောက်ပဲရှိသေးတယ်။သူတို့ကသားသမီးမရှိသေးဘူး။လင်မယား2ယောက်စလုံးကမောင်နှမလည်းမရှိသူတို့2ယောက်ပဲအဲ့ဒီအိမ်ကြီးထဲမှာနေကြတာ။ Diane ကအသက်16နှစ်အရွယ်မှာ Rob နဲ့ဖျားเจ้าမှာတွေ့ခဲ့ကြတာပါ။ငေချစ်တယ်ပေါ့။သူတို့2ယောက်ကငငယ်လေးကလေးကဒီခရိယန်ယုံကြည်ခြင်းမှာအားကြီးပြီးတော့တမန်ကျမ်းစာရဲ့တွင်တင်ခြင်းကိုအလေးအမြတ်ထားပြီးတော့လိုက်နာနေထိုင်ခဲ့ကြတဲ့ဖျားကိုချစ်တဲ့သူတွေပေါ့။သူတို့ရဲ့အိမ်ရှိတကားခေါင်းလောင်းကပြက်နေတာကြာပြီ။ပြင်မယ်ဆိုပြီးတော့မပြင်ဖြစ်သေးဘူး။အဲ့ဒီနေ့က1985ခုနှစ်ဒီဇင်ဘာလ23ရက်နေ့ဆိုတော့ Christmas အလုပ်ပိတ်ရက်ကာလပေါ့။ရာသီဥတုကလည်းအရန်အေးနေတဲ့အချိန်လင်မယား2ယောက်ထဲအိမ်ထဲမှာအေးအေးဆေးဆေးနေကြတဲ့အချိန်မှာတကားကိုတဘုံထုလိုက်တဲ့အတန်ကိုကြားလိုက်ရတယ်။ Rob ထင်တာကကြတော့ Christmas ကာလဆိုတော့ဒီ Carol Singing လာလုပ်တဲ့သူတွေလို့ထင်ပြီးတော့တကားကိုဖွင့်ကြည့်လိုက်တဲ့အခါမှာအိမ်ရှိမှာစုပ်ပြတ်တက်နေတဲ့အင်ချေရမေတယောက်ကလက်တစ်ဖက်မှာကျတော့ဒီအိတ်ကြီးတစ်လုံးကင်ပြီးတော့နောက်လက်တစ်ဖက်မှာကျတော့အေးခေးထားတဲ့ဒီကြက်သားတုံးကိုကင်ထားပြီးရက်နေတယ်ဆိုတာကိုတွေ့ရတယ်။သူ့နာမည်က Rooney Lockwood တဲ့အဲ့ဒီအိတ်ကြီးထဲမှာသူ့ပိုင်ဆိုင်သမျှတွေအကုန်ထည့်ထားခဲ့တာ homeless ဆိုတော့သူကသွားလေရမှာအဲ့ဒါကိုယူသွားနေတာ။ तू ကအိမ်ထဲက Rob နဲ့ Diane ကိုညှိုးငယ်တဲ့မျက်လုံးလေးနဲ့ကြည့်ပြီးတော့ Rob မင်းငါ့ကိုမှတ်မိလားဆိုပြီးတော့မေးခဲ့တယ်။ Rob နဲ့ Diane ကသူ့ကိုတေချာကြည့်လိုက်တဲ့အချိန်မှာသူတို့ငငယ်တုန်းကဖျားเจ้าမှာ Sunday School တွေတက်တဲ့အချိန် Summer Camp တွေတက်ရတဲ့အချိန်မှာတွေ့ခဲ့ဘူးတဲ့လူတစ်ယောက်ဆိုတာကိုသူတို့ကမှတ်မိသွားကြတယ်။ Christmas ကာလဆိုတော့ခရစ်ယာန်တွေအတွက်ကဒီခရစ်တော်မွေးဖွားလာတာကိုဝမ်းမြောက်ဝမ်းသာကြိုဆိုတော့အဖြစ်တယောက်နဲ့တယောက်မေတ္တာပြကြတဲ့ကာလမဟုတ်လားဆိုတော့ခရစ်ယာန်ယုံကြည်ခြင်းမှာအားကြီးတဲ့ဒီလင်မယား2ယောက်ကချက်ချင်းပဲသူတို့တီးခဲ့ဘူးတဲ့အိမ်ချေရမယ့်အကိုကြီးကိုအိမ်ထဲကိုဖိတ်ခေါ်လိုက်တယ်သမင်းလေးတစ်နက်လောက်အတူစားဖို့ဖိတ်ခေါ်ခဲ့တာက45နှစ်ကြာအတူနေဖို့ဖိတ်ခေါ်တာမျိုးဖြစ်သွားခဲ့ပါတယ်။အိမ်ထဲကိုမဝင့်မရေးနဲ့ဝင်လာတဲ့ Rooney ရဲ့လက်ထဲကကြက်သားကို Rob ကမေးလိုက်တော့သူ့ကိုတဲ့တစုံတစ်ယောက်က Christmas လက်ဆောင်ပေးလိုက်တာ။ဒါပေမဲ့သူ့မှာချက်စားစရာနေရာမရှိဘူးလို့ဆိုတယ်။ဒါနဲ့ပဲ Rob ရဲ့ဇနီး Diane ကအဲ့ဒီကြက်သားကိုချက်ပေးဖို့ပြင်လိုက်တယ်။အဲ့ဒီချိန်မှာ Rob ကသူ့ကိုရေနွေးနဲ့ရေချိုးဖို့ပြင်ဆင်အဝတ်စားလဲဖို့ပြင်ပေးတယ်။ပြီးတော့အခန်းထဲမှာနားနေထိုင်ခိုင်းထားတယ်။ Diane ချက်ပြုတ်နေတဲ့အချိန်မှာ Rooney ကကလေးတစ်ယောက် TV ကိုမျက်လုံးမခွာတမ်းထိုင်ကြည့်နေခဲ့တယ်။အဲ့ဒီညကသူတို့ထမင်းလက်ဆောင်အတူစားခဲ့ကြတယ်။ထမင်းစားပြီးတဲ့နောက်ဒီလောက်ချမ်းအေးလာတဲ့အချိန်မှာအင်ချေရမေတယောက်ကိုညအမောင်ထဲကိုပြန်သွားပါတော့လို့လင်မယား2ယောက်ကမပြောရက်တာကြောင့်သူတို့အိမ်မှာတညလောက်အိပ်ဖို့ဆိုပြီးတော့ဖိတ်ခေါ်လိုက်တယ်။ Rooney က fine ပေါ့နော်ကောင်းပါပြီဆိုတဲ့စကားတစ်ခုပဲပြန်ပြောပြီးတော့အဲ့ဒီည Rob တို့အိမ်မှာအိပ်ဆက်ခဲ့သူတို့လင်မယားက Rooney ကိုငယ်လေးကလေးသိတယ်သူတို့ငယ်ကလေးကသူများနဲ့မတူလို့မှတ်မိနေတာခင်မင်ခဲ့တာမျိုးတော့မရှိဘူး Rooney ကဒီ autism ရှိတယ်ပေါ့နော်သူကသူများနဲ့မျက်လုံးချင်းမဆုံဘူးတခုခုကိုဆိုရင်သူကထက်ခါတလေးလှုပ်တတ်တယ်ပြောတတ်တယ်ပေါ့နော်မိကွန်းတခုခုဆိုရင်သူကထက်ခါမေးတတ်တယ်အဲ့လိုမျိုးသူငယ်တုန်းကသူ့အိမ်သားတွေကသူ့ကိုသိဂယုမဆိုင်ဘူးသူ့အသက်8နှစ်သားအရွယ်လောက်ကလေးကသူကအိမ်ကနေခဏပျောက်သွားတတ်တဲ့အတွက်ကြောင့်သူ့အမေကသူ့ကိုဒီဒေတာအစိုးရကလေးဆောင်ရှောက်မှုအောက်ကိုထည့်လိုက်အစိုးရက Rooney ကို Care Homes လို့ခေါ်တဲ့ကလေးတွေကိုစောင့်ရှောက်တဲ့နေရာတစ်ခုပြီးတစ်ခုပို့ခဲ့တယ်။သူ့ရဲ့အသက်17နှစ်အရွယ်မှာဒီတင်ယူမှုခက်ခဲတဲ့ကလေးတွေကိုထားတဲ့ကျောင်းမှာသွားပြီးတော့ထားလိုက်တယ်။ပထမရက်ကနေစပြီးတော့သူကအဲ့ဒီကျောင်းမှာအနိုင်ကျင့်ခံခဲ့ရတယ်။
အဲ့ဒီเจ้าကဝန်ထမ်းကသူ့ကိုနံရံဘက်ကိုစောင့်သွင်းလိုက်တဲ့အတွက်ကြောင့်သူကတန်ရာတောင်ရသွားခဲ့တယ်အဲ့ဒီကလေးကသူကအရန်ကိုကြောက်သွားခဲ့တယ်သူ့ရဲ့ anxiety ကအဲ့ဒီမှာပိုဆိုးလာခဲ့တယ်သူ့ကိုနားလေပြီးတော့ပေါင်းတင်တဲ့အားပေးတဲ့တငယ်ချင်းဆိုတာသူ့ဘဝမှာတယောက်မှမရှိခဲ့ဘူးသူမိဘတွေကလည်းသူ့ကိုအစိုးရစောင့်ရှောက်မှုလက်ထဲကိုအပ်လိုက်တယ်ဆိုတာကသူ့ဘဝအနာဂတ်ကောင်းမွန်အောင်ဆိုတဲ့ရည်ရွယ်ချက်ထက်သူတို့လက်ကလွတ်ရင်ပြီးရောစွန့်ပစ်လိုက်တဲ့တဘောအဲ့ဒီအချိန်ကနေစပြီးတော့သူ့ကိုဘယ်တော့မှဘဒူးကမှလာမတွေ့ခဲ့ကြဘူးမဆက်တွေ့ခဲ့ကြဘူးသူကအဲ့ဒီမှာ15နှစ်သားအထိနေခဲ့ရအဲ့ဒီเจ้าကပေးလိုက်တဲ့အကြောက်တရားကြောင့်သူကအမြဲတမ်းကျွန်တော်အမားတခုခုလုပ်မိပြီလားဆိုပြီးတော့ပြန်မေးတတ်တယ်သူအသက်15နှစ်ပြည့်သွားတဲ့အချိန်ကနေစပြီးတော့တာဝန်ရှိတဲ့သူတွေကသူ့ကိုအဲ့ဒီเจ้าကနေထုတ်လိုက်တယ်ထွက်ခွာသွားခိုင်းလိုက်တယ်ပေါ့နော်ဆိုတော့အပြင်မှာဒီတိုင်းဆွန့်ပစ်လိုက်တာနဲ့သဘောတရားတူတယ်အဲ့ဒီအချိန်ကနေစပြီးတော့သူ့ကိုမိဘတွေကလည်းဘယ်တော့မှမဆက်သွယ်တော့ဘယ်မှာရှိမှလဲသူမသိတော့ဘူးသူက homeless တယောက်ဖြစ်သွားခဲ့တယ်Rob နဲ့ Diane တို့အိမ်ရှိတကားလာခောက်တဲ့အချိန်ကသူ့ရဲ့အသက်က30အရွယ်ရှိနေပြီလမ်းပေါ်မှာပဲကြုံသလိုအိတ်ကြုံသလိုစားနေလာခဲ့တာ15နှစ်ရှိပြီပေါ့အဲ့ဒီည Rob နဲ့ Diane တို့ကသူ့ကိုအိမ်ထဲပေးဝင်ပြီးတော့သူယူလာတဲ့ကြက်သားကိုကောင်းကောင်းချက်ကျွေးတဲ့အပြင်သူ့ကိုမြစ်တာနဲ့နွေးနွေးထွေးထွေးဆက်ဆံတယ်အိမ်မှာလည်းညအိပ်ဖို့တည်တံ့အခန်းတစ်ခုတေချာပြင်ပေးထားတယ်ပြီးတော့ဂျိုင်ယန်ကအိမ်မှာရှိတဲ့ပစ္စည်းတစ်ခုကိုခက်မြန်မြန်လေးထုတ်ပိုးလိုက်ပြီးတော့ Ronnie ကို Christmas လက်ဆောင်ပေးတဲ့အခါမှာ Ronnie ကဒီလိုမျိုးလက်ဆောင်တစ်ခါမှမရဘူးတဲ့အတွက်ကြောင့်သူကဝမ်းသာလွန်းလို့ငိုကြွေးခဲ့တယ်။သူ့ဘဝမှာဒီလိုမျိုးမြစ်တာနဲ့နွေးနွေးထွေးထွေးဆက်ဆံတာလည်းမခံရဘူး။လက်ဆောင်လည်းမရဘူး။ဆိုတော့အခုဒီလိုမျိုးကြုံလာတဲ့အခါမှာသူကအရန်1 တာဖြစ်ပြီးတော့မြေးရည်ကြတယ်။ Rob နဲ့ Diane က Ronnie ကိုအရန်တနာသွားပြီးတော့ဒီခရစ်တော်မွေးဖွားလာတဲ့ Christmas ပွဲတော်ကာလပြီးသွားတဲ့အထိတော့သူ့ကိုဒီအိမ်မှာပဲနေပါစေဆိုပြီးတော့နေပါဆိုပြီးတော့ဖိတ်ခေါ်လိုက်တယ်။ Ronnie ကအိမ်ချေရမိတ်ဖြစ်နေတာ15နှစ်ရှိပြီ။ဒီနိုင်ငံခြားပေါ့နော်သူတို့နေတဲ့နိုင်ငံတွေမှာကအလုပ်တစ်ခုရဖို့ဆိုရင်အိမ်လိပ်စာလိုတယ်။အိမ်လိပ်စာမရှိရင်အလုပ်မရနိုင်ဘူး။အလုပ်မရရင်အိမ်မရှိနိုင်ဘူး။ကျက်ဦးနဲ့ကျက်မဘယ်ဟာအရင်ဖြစ်တယ်လဲဆိုတာမျိုးဖြစ်နေခဲ့တာအိမ်လိပ်စာမရှိတဲ့ Ronnie ကအလုပ်လုပ်ချင်ရင်တောင်မှအိမ်လိပ်စာမရှိတဲ့အတွက်ကြောင့်သူကအလုပ်မရနိုင်ဘူးအဲ့လိုမျိုးဖြစ်နေတာ Rob နဲ့ Diane က Ronnie အကြောင်းကိုဒီ homeless center မှာသွားပြီးတော့သတင်းပို့ထားတယ်အလုပ်ရှာပေးဖို့သွားပြီးတော့ပြောတဲ့အခါမှာသူအလုပ်ရဖို့ဆိုရင်အိမ်လိပ်စာလိုတယ်လို့ပြန်ပြောလိုက်တယ်သူတို့လင်မယားက Ronnie ကိုသူအလုပ်ရှာလို့တွေ့တဲ့အချိန်ထိတလတန်ဒီနလတန်ဒီစသဖြင့်ခဏပေးနေရအောင်လို့ဆုံးဖြတ်ခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာသူတို့က Ronnie ကိုအချိန်တန်ပြီးထွက်သွားတော့ဆိုပြီးတော့မပြောရက်ခဲ့ကြတော့ဒီလိုနဲ့တနေ့ပြီးတနေ့သူတို့အိမ်မှာနေရင်းနဲ့သူတို့က Ronnie အကြောင်းကိုပိုတိလာပြီးတော့သူ့ကိုပို့ပြီးတော့တနာချစ်ခင်လာကြတယ် Ronnie ကသူတို့ကိုမျက်လုံးချင်းစကားမပြောတာတွေကြောင့်အစပိုင်းမှာနည်းနည်းအခက်ခဲရှိတယ်လို့ခံစားရတယ်ပေါ့နော်ဒါပေမဲ့နောက်တော့သူတို့ကအဲ့ဒါကိုကျင့်ပါသွားတယ်ပြီးတော့ဒီ Ronnie ရဲ့ဒီ artistic traits တွေပေါ့နဲ့သူတို့ကယဉ်နီးလာကြတယ်ပေါ့ဥပမာ Ronnie ကမနက်တိုင်းသူအစောကြီးထပြီးတော့မိဖို့ချောင်ကြီးတစ်ခုလုံးကိုဆေးကြောတန့်စင်ထားလိုက်တယ်။ပကံနေဆိုလဲသူ့နေရာနဲ့သူတေချာအစီအီလေးတွေလှုပ်ထားတယ်။မိဖို့ချောင်နဲ့ဆိုင်တဲ့ပစ္စည်းတွေအားလုံးကိုသူကစနစ်တကျသူ့နေရာနဲ့သူအဲ့လိုစီထားတာမျိုးသူကကြိုက်တယ်။တန့်ရှင်းတိုက်ရက်နေအောင်အဲ့လိုလှုပ်ထားတာ။အဲ့ဒါကို Rob တို့လင်မယားကမနက်တိုင်းဟဲဆိုပြီးတော့တအံ့တော်လှုပ်ပြရတယ်။အော်သူလှုပ်ထားတာကောင်းလိုက်တာအော်လိုက်တာဝမ်းတာလိုက်တာဆိုတဲ့ပုံစံမျိုးကိုလှုပ်ပေးရတယ်။အဲ့ဒီခါကျတော့ Ronnie ကပျော်သွားတယ်။အဲ့လိုမျိုးမနက်တိုင်းသူတို့ကလှုပ်ရတယ်။ဆိုတော့အဲ့ဒါ45နှစ်လုံးလုပ်ပေးခဲ့ကြတာเนาะသူတို့နှစ်ယောက်က Ronnie ကို shopping ခေါ်သွားပြီးတော့အဝတ်စားတွေဝယ်ပေးတယ် Ronnie ကသူတို့ထက်အသက်ကြီးပေမဲ့ဒီအသိဉာဏ်နဲ့အပြုမူနေရာမှာကျတော့သူတို့ထက်ငယ်တယ်လေဆိုတော့အဲ့ဒီချိန်တုန်းကသူတို့လင်မယားက Ronnie ကိုအဝတ်စားလိုက်ဝယ်ပေးရတာကတကယ်ဟိုចောင်းစားတက်မဲ့ကလေးလေးကိုမိဘတွေကအဝတ်စားတွေလိုက်ဝယ်ပေးရတယ်လို့မျိုးခံစားရတဲ့အတွက်သူတို့ကပျော်တယ်အဲ့ဒီချိန်တုန်းကသူတို့လင်မယားမှာကလေးမရှိသေးဘူးသူတို့က Ronnie ကိုဖျားเจ้าကိုလည်းအပတ်တိုင်းခေါ်သွားခဲ့တယ်။ပြီးတော့သူတို့လင်မယားက Ronnie ကိုဒီစီပင်မှာအမိုက်သိမ်းတဲ့အလုပ်တစ်ခုရှာပေးလိုက်နိုင်တယ်။ Ronnie အလုပ်စားလုံးမဲ့ရက်မှာ Diane ကသူ့ကိုအလုပ်ကိုရောက်အောင်မသွားတတ်မှစိုးရိမ်ပြီးတော့မနက်တိုင်းသူ့ယောက်ျားကိုခါတိုင်းထက်တနာရီစောနိုးပြီးတော့သူ့ရဲ့ရှေ့နေအလုပ်ကိုမသွားခင်မှာ Ronnie ကိုအရင်ဆုံးအမိုက်သိမ်းတဲ့အလုပ်နေရာကိုလိုက်ပို့ခိုင်းတယ်။အမိုက်သိမ်းတဲ့အလုပ်သမားတယောက်ကအလုပ်ကိုလာတဲ့အခါမှာမနှက်တိုင်းကားအကောင်းစားကြီးနဲ့လာပို့သွားတော့အလုပ်ကလူတွေအတွက်ကထူးဆန်းနေခဲ့တယ်။ညနေတိုင်း Rob အိမ်ကိုပြန်လာတဲ့အချိန်မှာ Ronnie ကတပြုံးပြုံးနဲ့ပျော်နေတဲ့ပုံစံဖြစ်နေ။တ
ညနေတော့ Rob က Rodney ကိုမေးတယ်ငါအိမ်ပြန်လာတိုင်းမင်းမျက်နှာတပြုံးပြုံးဖြစ်နေတယ်ဘာဖြစ်လို့မင်းကဒီလောက်ပျော်နေရတယ်လေငါ့ကိုပြောစမ်းပါအောင်လို့အဲ့လိုမေးလိုက်တဲ့အချိန်မှာ Rodney က Rob မနဲ့တိုင်းမင်းငါ့ကိုကားကြီးနဲ့အလုပ်ကိုလိုက်ပို့ပြီးတော့ငါအလုပ်ကတငယ်ချင်းနေရမေးတယ်မင်းကိုကားအကောင်းစားကြီးနဲ့လိုက်ပို့တဲ့လူကဘယ်သူလဲတဲ့ငါလေးသူတို့ပြန်ပြောလိုက်တယ်အဲ့ဒါငါရှေ့နေလေလို့Rodney ကဒီလိုပြောတော့သူတို့၃ယောက်ကဦးလိုက်သေးလိုက်ရေမောခဲ့ကြတယ်ရက်တွေလတွေချီပြီးတော့ Rodney ကသူ့ဖတ်တာသူအလုပ်ကိုကောင်းကောင်းမွန်မွန်သွားတက်လာတက်ပြီးဆိုတဲ့အချိန်ထိမနဲ့တိုင်း Rob ကစောထပြီးတော့ကားမောင်းပို့ပေးခဲ့တာဘလောက်ချစ်စရာကောင်းလဲနော် audition ရှိတဲ့သစိမ်းတယောက်ကိုဒီလောက်အထိမြစ်တာထားနိုင်တဲ့လင်မယားကိုတကယ်ပဲချီးကျူးပါတယ်တချို့လူတွေကဖះကိုချစ်တယ်ယုံကြည်တယ်ဆိုတာပါဇက်နဲ့ပြောနေစရာမလိုဘူးတမင်လူမြင်အောင်လုပ်ပြနေစရာလည်းမလိုဘူးလှူဒန်းပြနေစရာလည်းမလိုဘူးသူတို့ရဲ့နေစဉ်ဘဝတာမန်အနေအထားမှာပင်လင်အငယ်ဆုံးသောသူတွေကိုသူတို့ဘလိုမျိုးမြစ်တာပြဆက်ဆံတယ်လဲဆိုတာကိုကြည့်ချင်းအဖြစ်ဖះကိုချစ်တဲ့သူတို့စိတ်ကိုမြင်ရတယ် Rob နဲ့ Diane ကအဲ့ဒါတက်သေးပဲဒီလိုနဲ့ Rodney က Rob နဲ့ Diane တို့အိမ်မှာရက်ကနေလကနေနှစ်ချီပြီးတော့နေလာခဲ့တယ်တိတိကျကျပြောရမယ်ဆိုရင်ကိုဗစ်ကာလပေါ့2020ပြည့်နှစ်သူ့အသက်85နှစ်အရွယ်သူကွယ်လွန်သွားတဲ့အချိန်အထိ45နှစ်တိုင်ဒီလင်မယားနဲ့အတူနေထိုင်သွားခဲ့တယ်Rob နဲ့ Diane က Rodney သူတို့အိမ်ကိုရောက်လာပြီးနှစ်လောက်မှသမီးဦးလေး Katie ကိုရလာခဲ့တယ်။ Rodney ကသူတို့အိမ်ကို1985မှာရောက်တယ်။သမီးလေးကို89မှာမွေးတယ်။သားလေးလွတ်ကိုကျတော့80မှာမွေးတယ်။တကယ်တော့ Rob နဲ့ Diane တို့အိမ်ကအကျေကြီးမဟုတ်ဘူး။စာရီထဲမှာပြောထားတာကတော့ one bedroom house လို့ပြောတယ်။အိမ်ကတော့ကြီးတယ်ဒါပေမဲ့ one bedroom house လို့ပြောတယ်ပေါ့နော်။ပြီးတော့ဒီအိတ်တဲ့အခန်းလေးတစ်ခန်းရှိတယ်။အဲ့အခန်းလေးကိုသူတို့ကRodney ကိုပေးခဲ့ကြတာသားနဲ့သမီးလေးရလာတဲ့အခါမှာအိမ်ကလေးမှာလူ9ယောက်နေရတဲ့အခါတော့ကျဉ်ကျက်တဲ့အနေအထားလိုမျိုးဖြစ်လာခဲ့တယ်။ဒါတောင်မှကေတီကသမီးလေး10နှစ်အရွယ်ရောက်တော့မှသူတို့က Rodney အတွက်တခြားမှအိမ်ရှာပေးဖို့လိုအပ်ပြီလို့ထင်တယ်ပေါ့။အဲ့ဒါကြောင့်မလို့ Rodney ကိုသူကစကားဆတယ်။အဲ့ခါကျတော့ Rodney ကဘာပြောလဲဆိုတော့ had I done a bad thing နဲ့အဲ့လိုမျက်နှာငယ်လေးနဲ့ပြန်မေးတယ်။ तू တခုအမားလို့သူ့ကိုအိမ်ထဲမှာမနေစေချင်တော့ဘူးလို့ तू ကအဲ့လိုနားလေသွားတာ။ဒီစကားတခွန်းက Rob နဲ့ Diane ကိုအရန်ကိုစိတ်ထိခိုက်စေခဲ့တယ်။အဲ့ဒီမှာ Diane က Rob ကိုလက်ကုပ်ခေါ်လိုက်ပြီးတော့အပြင်မှာသူတို့ကဘာပြောလဲဆိုတော့ငါတို့မလုံနိုင်ဘူး။ငါမလုံနိုင်ဘူးဆိုပြီးတော့မျက်ရည်နဲ့သူ့ယောက်ျားကိုပြန်ပြောခဲ့တယ်။အဲ့ဒီချိန်ကနေစပြီးတော့သူတို့က Rodney ကိုဘယ်တော့မှအိမ်ပြောင်းဖို့ထပ်မပြောတော့။ဒါအပြင်စကားအလွန်နေတဲ့ Rodney ကလည်းတိတ်မကြခင်ရက်တရက်မှာသူတို့လင်မယားအခန်းတကားကိုလာပြီးတော့ခောက်တယ်။တောက်ဆိုပြီးတော့တကားခောက်ပြီးတော့အခန်းထဲကိုဝင်လာခဲ့တယ်။ပြီးတော့သူကမျက်နှာငယ်လေးနဲ့ငါမကောင်းတာတခုမှမလုပ်ပါဘူးဆိုပြီးတော့လာပြောတယ်။Rob ကဟုတ်ပါတယ် Rodney မင်းကမကောင်းတာတွေတခုမှမလုပ်ပါဘူးဆိုပြီးပြန်ဖြေတယ်။ Rodney ကငါတို့၃ယောက်ကမိတ်ဆွေရင်းနေမဟုတ်ဘူးလားဆိုပြီးပြန်မေးတယ်။ Rob ကဟုတ်ပါတယ် Rodney ငါတို့ကတငယ်ချင်းမိတ်ဆွေရင်းနေပါဆိုပြီးတော့ပြန်ဖြေတယ်။အဲ့ခါမှာ तू ကပြီးတော့ငါတို့ကတသက်လုံးမခွဲပဲအတူနေကြမယ်မဟုတ်လားဆိုပြီးတော့ Rob ကိုပြန်မေးခဲ့တယ်။ဒီမေးခွန်းက Rob တို့လင်မယားရဲ့စိတ်နှလုံးသားထဲကိုတကယ်မြားနဲ့ပစ်ထစ်လိုက်လို့ပဲနာကျင်သွားစေခဲ့တယ်။ Rob ကသူ့မိန်းမကိုကြည့်လိုက်တဲ့အချိန်သူ့မိန်းမကသူ့ကိုခေါင်းကလေးညှိမ့်ပြတယ်။အဲ့တော့ဟုတ်ပါတယ် Rodney ငါတို့ကတသက်လုံးမခွဲပဲအတူနေသွားကြမှာပါဆိုပြီးတော့ပြန်ဖြေတကယ်လည်းပဲအသက်85နှစ်အရွယ်တည်သွားတဲ့အချိန်ထိသူတို့အတူနေသွားကြတယ်ဒီလိုအဖြူရောင်မြစ်တာတဲ့အကြောင်းသိရတာတကယ်ကိုစက်သိန်းတောင်ထားတယ်Rodney က audition ရှိတဲ့သူပြီးသူကစကားသိမ့်မပြောဒါပေမဲ့သူ့အလုပ်ကိုသူပုံမှန်သွားတယ်အိမ်အလုပ်တွေကူတယ်သူကမနှက်တိုင်းအဲ့စားပြီးသားပကံနဲ့အကုန်ဆေးမိဖို့ချောင်းသုံးပစ္စည်းတွေကိုသူ့နေရာနဲ့သူအကုန်လုံးအစီလှုပ်ထားအဲ့ဒါမျိုးလုပ်တော့တရက်မှမပြတ်ဘူးRob နဲ့ Diane ထလာတဲ့အခါတိုင်းမှာလုံးဝတန့်ရှင်းတက်ရက်နေတဲ့မိဖို့ချောင်းကိုပဲမြင်ရအောင်သူကလှုပ်ထားတယ်သူတို့ကလည်းပဲ45နှစ်လုံးမနှက်တိုင်းအဲ့လိုလှုပ်ထားလို့တန့်ရှင်းတက်ရက်နေတဲ့မိဖို့ချောင်းကိုအော်ဟန်ပြရတယ်Rodney ကအဲ့ဒါကိုကြည့်ပြီးတော့ကြေနပ်တာဝမ်းတာတာပေါ့နော်အဲ့လိုဝမ်းတာအောင်လဲသူတို့လင်မယားမနှက်တိုင်း45နှစ်လုံးလုပ်ပြတယ်Rodney ကလည်းကလေးတွေကိုလည်းထိန်းကူတယ်အငယ်ကောင်ကိုမွေးပြီးတဲ့အချိန်မှာDianeရဲ့ကိုခန္ဓာမှာအမြဲနာကျင်ကြိုက်ခဲ့တဲ့ယောဂတစ်မျိုးကိုခံစားခဲ့ရတယ်သူဘာမှသိမလုံနိုင်ဘူးပေါ့နော်အဲ့ဒီအချိန်မှာ Rob ကလည်းပဲသူ့ရဲ့ရှေ့နေလုပ်ငန်းတွေကိုတိုးချဲ့လုပ်ကင်နေရတဲ့အချိန်ဆိုတော့အိမ်ကိုသိမကြည့်နိုင်ဘူးမိမကိုတိတ်မကူနိုင်ဘူးပေါ့နော်ဆိုတော့အဲ့ဒီကာလတွေမှာ Rodney အိမ်မှာရှိတာကသူတို့လင်မယားအတွက်အရန်ကောင်းတဲ့အရာဖြစ်နေခဲ့တယ်သူကကလေးတွေကိုလည်းထိန်းကူတယ်နှုတ်ဘူးတွေဖြောကူတယ်ကလေးတွေနဲ့အတူကစားပေးတာအဲ့လို TV ကြည့်တာအဲ့လိုမျိုးလေးတွေလုပ်ပေးတယ်
Diane နေမကောင်းတဲ့ကာလတစ်လျှောက်လုံးမှာသူကအများကြီးအထောက်အကူဖြစ်စေRodney ရဲ့အကျင့်ကပေါ့နော်သူကတခုခုကိုလုပ်ရင်အမြဲတမ်းဆွဲဆွဲမြဲမြဲလုပ်တယ်သူကစာသိမ့်မဖတ်တတ်ရင်လည်းအမြဲတမ်းဒီ South Wales Echo သတင်းစာကိုနေ့တိုင်းဝယ်တယ်အမြဲတမ်းဝယ်တယ်ပေါ့နော်တပုံစံနဲ့တူတဲ့ဒီ Marks and Spencer cuts တွေကိုလည်းနှစ်တိုင်း Christmas ရောက်တိုင်းအဲ့ဒါမျိုးပဲသူကဝယ်ပြီးတော့လက်ဆောင်ပေးတယ်နှစ်တိုင်းနော်တပုံစံထဲလက်ဆောင်ကအလက်ဆောင်ရတိုင်းမိသားစုကလည်းအိုးသူပေးတဲ့ပုံစံသူလက်ဆောင်ကိုရရင်လဲအခုမှရဘူးတလို့အင်မတန်စိတ်လှုပ်ရှားပြီးဝမ်းသာပြရတယ်သူပြောအောင်လို့ဒါတွေက Rodney အတွက်သူတို့မိသားစုရဲ့ချစ်စရာအကျင့်လေးတွေပေါ့နော် Rodney ကအရန်တိတက်ပြီးတော့ချစ်စရာအမြဲကောင်းနေတာမျိုးတော့မဟုတ်ဘူးသူက Rob တို့အိမ်မှာနေရပြီးတော့အမိုက်သိမ်းတဲ့အလုပ်အကိုင်အတီးတခြားရှိလာတဲ့အခါဝင်ငွေပုံမှန်ရှိလာတဲ့အခါပေါ့အသက်ကောင်းနေတက်လာခဲ့တယ်အဲ့ဒါကတော့သူကလောင်းကစားလုပ်တက်လာတာအဲ့ဒီလောင်းကစားလို့သူ့မှာငွေကြေးခက်ခဲတောင်မှတချို့လာတွေမှာရှိလာခဲ့တယ်တဲ့ Rob တို့လင်မယားကသူ့ကိုမိသားစုဝင်အကိုကြီးတယောက်အနေနဲ့ထားတာအိမ်ငါအနေနဲ့တင်ထားတာမဟုတ်တဲ့အတွက်ကြောင့်သူကဘာပတ်စံမှပေးစရာမလိုစားစရိတ်တောင်မှမျှပေးစရာမလိုဆိုတော့သူ့ဘဝကအရန်တက်တာလာတဲ့အခါမှာသူကလမ်းမကိုလိုက်သွားပြီးတော့လောင်းကစားတွေလုပ်ခဲ့တယ်အဲ့ဒီအကျင့်ဆိုးကို Rob တို့လင်မယားကစိတ်ရှည်လက်ရှည်ပြင်ပေးခဲ့တာအနည်း20တောင်ကြာတယ်တဲ့အဲ့နှစ်20လောက်အဲ့လောင်းကစားဆွဲတဲ့အကျင့်ကဖြတ်ယူရတယ်နောက်တော့သူကလောင်းကစားကိုဖြတ်နိုင်သွားပြီးတော့ပတ်စံတော်မှစုနိုင်ခဲ့တယ်သူတည်သွားတဲ့အချိန်မှာသူ့ရဲ့စုငွေကစုစုပေါင်း$4000တောင်မှရှိခဲ့တယ်Rodney က Rob တို့တက်တဲ့ဒီ Glenwood Church ဖျားကျောင်းမှာပဲတနင်္ဂနွေနေ့တိုင်းသူကအဲ့မှာတက်တယ်သူကဘာလုပ်လဲဆိုတော့ဒီဘသူမှမလာခင်မှာသူဖျားကျောင်းကထိုင်ခုံလေးတွေလုံးဝအစိတ်အကြေးတွေအားလုံးညီးနေအောင်အဲ့လိုမျိုးသွားစီတယ်အဲ့ဒါအပတ်တိုင်းသူမပြတ်မကွဲလုပ်တဲ့အလုပ်ပြီးတော့ဖျားရှိခိုးတဲ့အချိန်မှာဒီခရိယန်တွေအလူခံပုံးလေးနဲ့အလူငွေကောက်တာတွေ့ဘူးတယ်မလားအဲ့လိုမျိုးအလူငွေကောက်တဲ့အလုပ်ကိုလည်းသူကမပြတ်မကွက်လုပ်တယ်အဲ့လိုဖျားရှိခိုးပြီးတော့လူတွေကပြန်သွားပြီးဆိုရင်သူက homeless shelter မှာသွားပြီးတော့လိုအားပေးလုပ်တယ်အဲ့ဒါတနင်္ဂနွေနေ့တိုင်းပဲအဲ့ဒီ shelter ကိုသွားပြီးတော့ဒီဆေးကြောစရာရှိရတဲ့အကုန်သူကဆေးကြောပေးတယ်တခါတလေမှာစီးစရာဖနက်မရှိတဲ့အင်ချေယာမိတ်တွေကိုတွေ့လို့ရှိရင် Rodney ကသူ့ဖနက်ကိုတောင်မှလက်ဆောင်ဖြစ်ပေးတတ်ခဲ့တယ်တစ်ချိန်တစ်ခါတော့ကနေစရာမရှိလမ်းပေါ်မှာဖြစ်တယ်လို့နေခဲ့ရတဲ့ Rodney ရဲ့ဘဝက Rob နဲ့ Diane တို့ရဲ့ဒီအောဖွယ်ရာမြစ်တာကြောင့်တစ်သက်လုံးကောင်းကောင်းမွန်မွန်နေထိုင်သွားနိုင်ခဲ့တယ်။ Rob နဲ့ Diane အတွက်ကလည်းသူကအကိုကြီးလိုတမျိုးတားလိုတမျိုးချစ်ခင်ရတဲ့မိသားစုဝင်ဖြစ်လာခဲ့တယ်။သူတို့ကလေးတွေအတွက်ဆိုရင်လည်းမွေးကလေးက Rodney နဲ့ကြီးလာရတဲ့အတွက်ဒီကလေးတွေအတွက်ကချစ်စရာဦးလေးတယောက်လိုဖြစ်နေတယ်။နောက်ကလေးတွေမွေးဖွားတဲ့အချိန်ကနေစပြီးတော့ဒီအိမ်လေးမှာပဲ Rodney နဲ့အတူကြီးပြင်းလာပြီးတော့အိမ်ထောင်ကြပြီးအိမ်ခွဲသွားတဲ့အထိ Rodney က Rob တို့လင်မယားနဲ့ပဲအတူနေခဲ့တယ်။ Rob တို့ရဲ့မြေးတွေအတွက်ဆိုရင်လည်းသူကချစ်စရာကောင်းတဲ့အဖိုးနောက်တစ်ယောက်ဖြစ်လာခဲ့တာပေါ့နော်။ Rodney ကသူတို့သားသမီးတွေထက်တောင်မှဒီအိမ်လေးမှာသူတို့လင်မယားနဲ့အချိန်ပိုကြာအောင်နေခဲ့တဲ့သူဖြစ်လာခဲ့ပါတယ်။အင်ချေယာမေဖြစ်ခဲ့ဘူးတဲ့ Rodney က Rob နဲ့ Diane တို့ရဲ့မြစ်တာနဲ့ကူညီဖေးမမှုတွေကြောင့်အခြားလူတွေလိုပဲနိုင်ငံတော်ကိုအခွန်ပေးဆောင်တဲ့တန်ဖိုးရှိတဲ့ဂုဏ်သိက္ခာရှိတဲ့နိုင်ငံသားတစ်ယောက်လိုသူနေထိုင်သွားနိုင်ခဲ့တယ်။ဖျားเจ้าမှာသူ့ရဲ့အစီခံမှုတွေပေါ့နော် volunteer လုပ်တဲ့ဟာတွေနောက်အင်ချေယာမေကေဟာမှာသူ့ရဲ့လှုပ်အားပေးမှုတွေကလည်းပဲလူတွေမြင်ရတဲ့အထိတန်ဖိုးရှိခဲ့တယ်။ဂုဏ်သိက္ခာရှိတဲ့ဘဝကိုတစ်သက်လုံးပိုင်ဆိုင်ပြီးတော့နေထိုင်သွားနိုင်သူက2020မှာ Rob တို့လင်မယားနဲ့အတူနေရင်းကပဲဆုံးသွားခဲ့တာဖြစ်ပါတယ်။သူသေဆုံးသွားပြီးတဲ့နောက်မှာဖျားเจ้าကအင်ချေယာမေတွေကိုကူညီဖို့အတွက်1.6 တန်းတန်တဲ့အဆောက်အဦကြီးတစ်ခုကိုဆောက်ပြီးတော့ဒီ Rodney ကိုဂုဏ်ပြုတော့အားဖြင့်အဲ့ဒီသူ့နာမည်မှိတ်ခဲ့တယ်။တိုက်ဆိုင်စွာနဲ့ပဲအဲ့ဒီအဆောက်အဦကိုအမိုးမိုးဖို့အတွက်ကဒီ$4000လောက်လိုနေခဲ့တယ်။ Rob နဲ့ Diane တို့ကဒီ Rodney ခြံခဲ့တဲ့သူ့ရဲ့သက်တာစုဆောင်းငွေ$4000ကိုအဲ့ဒီအဆောက်အဦနော်အင်ချေယာမေတွေအတွက်ကူညီဖို့အတွက်လှုပ်ထားတဲ့အဲ့ဒီအဆောက်အဦအတွက်ခေါင်မိုးမိုးဖို့အတွက်လှူဒန်းပေးခဲ့တယ်။အင်ချေယာမေတွေအတွက်အင်ချေယာမေဖြစ်ခဲ့ဘူးတဲ့တယောက်ကအမိုးလေးတစ်ခုဖန်တီးပေးသွားခဲ့တယ်။ရှေ့နေဖြစ်တဲ့ Rob Parsons ကနာမည်ကြီးစာရေးဆရာတယောက်လည်းဖြစ်ပါတယ်။သူကမိသားစုနဲ့ဆိုင်တာအိမ်ထောင်ရေးသားသမီးပြုစုပြောထောင်ရေးစတဲ့ parenting စာအုပ်တွေပေါ့နော်25အုပ်ရေးသားခဲ့ပြီးတော့သူ့ရဲ့စာအုပ်တွေကဒီကဘာအနှံ့ကဝယ်ယူသူတန်းနဲ့ချီပြီးရှိပါတယ်။တချို့စာအုပ်တွေဆိုရင်ဘာသာစကား30ကျော်လောက်နဲ့ပြန်ဆိုကြတဲ့အထိနာမည်ကြီးတယ်။2024ခုနှစ်နိုဝင်ဘာလ21ရက်နေ့မှာထုတ်ဝေခဲ့တဲ့ A Knock at the Door ဆိုတဲ့စာအုပ်ကတော့
ဒီ Rooney နဲ့ဆိုင်တဲ့45နှစ်တာဖြတ်သန်းမှုအမတ်တရားများအကြောင်းကိုရေးထားတဲ့စာအုပ်ဖြစ်ပါတယ်။အဲ့ဒီစာအုပ်က Sunday Times မှာဖော်ပြတဲ့အယောင်ရဆုံးစာအုပ်စီးရင်ဝင်ဖြစ်ခဲ့တယ်လို့ UK မှာရောင်းတဲ့အချိန်လဲအယောင်ရဆုံးစာအုပ်စီးရင်ဝင်ခဲ့ပါတယ်တဲ့။တချို့မိသားစုဆိုတာကဒီတွေးသားတော်ဆက်မှုအရာအလိုအလျောက်မိသားစုဖြစ်လာကြတာပေါ့နော်မောင်နှမတွေပေါ့တချို့မိသားစုတွေကတော့ဒီတွေးသားတော်ဆက်စရာမလိုဘူးစစ်မှန်တဲ့ဖြူစင်မြတ်တာပေါ်မှာအခြေခံထားပြီးတော့ရွေးချယ်တည်ဆောက်ယူတဲ့မိသားစုလေးပါကျမမှာကတော့ချစ်ရတဲ့တွေးသားတော်ဆက်မှုနဲ့တည်ဆောက်ထားတဲ့မိသားစုရှိတယ်လို့တွေးမတော်သားမဆက်ပေမဲ့ဘဝတစ်လျှောက်မှာညီမအရင်နေလို့ချစ်ခင်ပေးတဲ့ကိုဘဝအနဲ့အမြင့်အသက်ကြတိုင်းမှာအတူရှိပေးတဲ့တငယ်ချင်းတွေညီအမလိုချစ်ရတဲ့တငယ်ချင်းတွေအများကြီးရှိပါတယ်အခုချိန်မှာသူတို့တွေနဲ့အတူတူမနေနိုင်ရင်တောင်မှသူတို့ဟာကျမအတွက်တော့ဖျားပေးတဲ့မိသားစုဝင်တွေပဲအမြဲတမ်းသူတို့ကိုတတိရတယ်ချစ်ခင်တယ်ဒီဗီဒီယိုလေးအားဖြင့်သူတို့အားလုံးကိုကျေးဇူးတင်ကြောင်းချစ်ကြောင်းတန်ဖိုးထားကြောင်းပြောပြချင်ပါတယ်မိတ်ဆွေတို့မှာရှိတဲ့မိသားစုလိုချစ်ရတဲ့သူတွေနဲ့ပတ်သက်တဲ့အမှတ်တရလေးများရှိလို့ရှိရင် comment မှာမျှဝေခဲ့ပါဦးနော်အဆုံးထိနားထောင်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ် Rocky the Memory Keeper ကနေပြီးတော့အခုလိုမျိုးစိတ်ဝင်စားစရာချစ်စရာစိတ်အားသက်စရာပေါ့အမတ်တရားတွေနဲ့ပြည့်နေတဲ့ဘဝဇလန်းတွေကိုဖြစ်ရမှန်တွေကိုရှာဖွေပြီးတော့တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်စိတ်ဝင်စားတဲ့မိတ်ဆွေတွေ like and subscribe မလုပ်ရသေးဘူးဆိုရင်ကျေးဇူးပြုပြီးတော့ Rocky the Memory Keeper လေးကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်လို့ဖိတ်ခေါ်ပါရစေရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော် bye bye